အားလုံးပဲမင်္ဂလာပါမရှာခွဲ channel ကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတကယ်ကြီးတွေကိုပြည်လည်မျှပဲချင်ကြောင်းအားလေးကတော့ကိုယ့်ရဲ့ Facebook အကောင့်ပေါ့နော်ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ Facebook အကောင့်ကိုကျွန်တော်တို့ကပို့ပြီးတော့မှရေရှည်အသုံးပြုလို့ရအောင်ပို့ပြီးတော့မှခိုင်ခန့်အောင်ပေါ့နော်ကျွန်တော်တို့ဒီ Gmail ပြပြီးတော့မှပြောင်းလဲပြီးတော့မှချိတ်ဆက်အသုံးပြုလို့ရတဲ့နေရာကိုဒီဗီဒီယိုမှာကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Facebook အကောင့်တစ်ခေါက်ကိုကျွန်တော်ရေရှည်အသုံးပြုတော့မှာဆိုလို့ရှိရင်တော့အကောင့်ဆုံးပိုအရေးကြီးဆုံးကပါတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အသုံးပြုဒီ Facebook အကောင့်စောက်ဖွင့်တဲ့ဖုန်းနံပါတ်ကရေးကြီးပါတယ်ပေါ့နော်ဒီနောက်ဆက်လေးဒီနောက်ပိုင်းဒီ update မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဖုန်းနံပါတ်ကိုသူကအရန်ကိုသူကအရင်လိုက်တာပေါ့နော်ဒီဖုန်းနံပါတ်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဖုန်းနံပါတ်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်ဒီ Facebook အကောင့်ကိုကျွန်တော်ပြန်လို့တိတ်လို့မလွယ်ဘူးပါဘူးနောက်တစ်ချက်ကျတော့ကျွန်တော်ဖွင့်ထားတဲ့ Gmail ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ Gmail တွေဒီဖုန်းနံပါတ်တွေကျွန်တော်မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအရန်ကိုပေါ့နော်ဒီ Facebook ကနေပြီးတော့မှဒီကောက်ပြန်ရဖို့တက်ပေါ့နော်အရန်ကိုခက်ခဲပါတယ်ပေါ့နော်အဲ့တော့အဓိကကတော့ဒီကုတ်နံပါတ်တောင်းဖို့တက်ပေါ့နော်ကျွန်တော်တို့ကဒီ Gmail တွေ password တွေကိုကျွန်တော်တို့သုံးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီအတီးကျူကုတ်တွေရဖို့တက်ကတော့ဒီ Gmail ဖုန်းနံပါတ်ကျွန်တော်အရင်ရေးကြီးတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီအရေးကြီးတဲ့ပေါ့နော် Gmail တွေဖုန်းနံပါတ်တွေကိုကျွန်တော်တို့ဖုန်းနံပါတ်တေချာကျွန်တော်တို့ကထိန်းသိမ်းမယ်ပြီးလို့ရှိရင်တေချာမှတ်ထားဖို့အတွက်လိုအပ်မှာပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်မရတဲ့ငွေရင်းအတွက်ပေါ့နော်ဒီ Facebook ကောက်ကိုပြန်ယူဖို့ရအတွက်ကတော့အရေးကြီးဆုံးကတော့ကျွန်တော်တို့ဖုန်းနံပါတ်ဖြစ်တယ်လို့ Gmail ဖြစ်ပါတယ်ပေါ့နော်ဒီ password ကတော့တိတ်အရေးမကြီးပါဘူးเนาะ password ကြတော့ကျွန်တော်မသိဘူးဆိုရင်ထူးဆန်းမခံထားဘူးဆိုရင် password ကြတော့ကျွန်တော်ကပြန်ယူလို့ရပါတယ်ပေါ့နော် password တိတ်အရေးမကြီးပါဘူးဒါပေမဲ့တင်ထားရင်တော့ပိုကောင်းတာပေါ့နော်ကြတော့လို့ရှိရင်ကျွန်တော်တို့အသုံးပြုနေဒီ Facebook အကောင့်ကိုဒီဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့အကောင့်ပေါ့နော်ကျွန်တော်တို့ကကျွန်တော်တော့စစ်ဆေးပါပေါ့နော်ကျွန်တော်ဒီ Facebook တော့ကျွန်တော်စစ်ဆေးမယ်ကျွန်တော်ဘာနဲ့ဖွင့်ထားရဲဆိုတော့ကျွန်တော်စစ်ဆေးမယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီအကောင့်ကိုပေါ့နော်ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့အကောင့်ကိုပြန်ပြီးတော့မှ Gmail ပြန်ပြောင်းထည့်ပြီးတော့မှကျွန်တော်တို့ကအသုံးပြုပါပေါ့နော်အဲ့လိုအသုံးပြုခြင်းဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုတကယ်နဲ့အဆုံးကြည့်ပြီးတော့မှလည်းကြည့်ဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဆိုလို့ရှိရင်ကျွန်တော်ဒီသုံးနေတယ်ပေါ့နော်ဒီ Facebook ထဲကိုကျွန်တော်တစ်ချက်ဝင်သွားပေးလိုက်ပါโอเคပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်တောင်းမှာတွေ့ပါတယ်ပေါ့ဒီ menu နေရာကိုချက်သွားပေးတယ်ပေါ့နော်သွားပြီးဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ setting and ကျွန်တော် privacy တွေကိုတောက်ပြရဖြစ်ပါတယ်ပေါ့နော် setting and privacy တောက်ပြရတယ်ကျွန်တော်တို့ကဒီမှာ setting တွေကိုချက်သွားပေးရမှာဖြစ်ပါတယ်ပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ကဒီမှာ personal detail တွေကိုချက်သွားပေးလိုက်ပါနော်ကျွန်တော်စစ်ရင်ကျွန်တော်ကြည့်ပြဖို့တက်လို့အမှဖြစ်ပါတယ်ပေါ့နော်ဒီ personal detail တွေကိုကျွန်တော်ချက်သွားပေးလိုက်ပါဟုတ်သားပြီးဆိုတာဒီမှာကျွန်တော်ဆက်ပြီးတော့မှလည်းဒီမှာ personal detail တွေကိုဆက်ပြီးကျွန်တော်ဝင်သားပြရမှာဖြစ်ပါတယ်ပေါ့နော်ဝင်သားပြလိုက်ပါโอเคပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က connect info တွေပါတယ်ပေါ့နော်ဒီ connect info တွေကိုကျွန်တော်ဆက်ဝင်သားပေးလိုက်ပါဒီမှာကျွန်တော်တို့ဖွင့်ထားတဲ့ဖုန်းနံပါတ်ကဒီမှာရှိနေမှာဖြစ်ပါတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကလုံးဝထိန်းသိမ်းဖို့တက်လိုအပ်ပါတယ်အဲ့တော့ဒီကိုယ့်ရဲ့ SIM card ကိုဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုပေါ့နော်ကျွန်တော်တခြားထိန်းသိမ်းပါဒါကိုဖြစ်နိုင်မှာဆိုလို့ရှိရင်တော့လုံးဝမပြောင်းအောင်တော့ကိုကအနေနဲ့ထိန်းသိမ်းဖို့တက်ရေးကြည့်ပါတယ်ဟုတ်ကဲ့ပြတ်ခဲ့တယ်ဆိုလို့ရှိရင်လည်းကျွန်တော်Gmail ပေါ့နော်ခုနကကျွန်တော်ပြောတဲ့အတိုင်းပေါ့နော် Gmail ထည့်ဖို့တက်လဲကျွန်တော်အရင်ပေးချင်ပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီမှာဖုန်းနံပါတ်ကဒီမှာမရှိတော့ဆိုလို့ရှိရင်ကျွန်တော်ဖြတ်ဖို့တက်လိုအပ်ပါတယ်အဲ့တော့ခုကဒီဖုန်းနံပါတ်ကိုဖြတ်တော့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကမဖြစ်မနေကိုယ့်ရဲ့ဒီ Facebook ကောက်ရဲ့ password ကိုကျွန်တော်သိထားဖို့တက်လိုအပ်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီဖွင့်ထားတဲ့ Facebook ကောက်ကိုဖွင့်ထားတဲ့ Facebook ကောက်ရဲ့ password မသိဘူးဆိုလို့ရှိရင်ဒီဖုန်းနံပါတ်ကိုကျွန်တော်ဖြတ်လို့မရပါဘူးပေါ့နော်အဲ့တော့ကျွန်တော်ကအရင်ဦးဆုံးနေတဲ့ဒီဖုန်းနံပါတ်ကိုတွားပြီးတော့မှဖြတ်ဖို့အတွက် password ကိုထည့်ပြီးတော့မှဖြတ်ပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုရှင်ကျွန်တော်တို့ကဒီဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ Facebook ကောက်ပေါ့နော်ကျွန်တော်က Gmail ထည့်နေတယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒီအောက်မှာပေါ့နော် add new connect ကိုချက်ဝင်သားပေးလိုက်ပါပြီးရင်တော့ဒီမှာကျွန်တော်က add mobile number ဒါဖုန်းနံပါတ်ပြန်ထည့်တာပေါ့နော်နောက်ထပ်ဖုန်းနံပါတ်တစ်လုံးထည့်ချင်တယ်ဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးဟာကိုကျွန်တော်ထည့်ပြီးတော့မှရပါတယ်ပေါ့နော်ဒါမှမဟုတ်ရှင်ကျွန်တော် Gmail ထည့်နေတယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်က edit email ဆိုတဲ့ချက်နှိပ်ပြီးတော့ဝင်သားပေးရမှာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်က enter email address ဆိုတဲ့ချက်မှာနှိပ်ပြီးတော့မှကိုထည့်ချင်တဲ့ Gmail ကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ Gmail အကောင့်ကိုလည်းကိုယ်တိုင်ဖွင့်တက်ဝယ်လိုအပ်ပါတယ်ဒီနောက်ပိုင်းဒီမဖွင့်တက်ဘူးဆိုလို့ရှိရင်ကျွန်တော်comment မှာကျွန်တော်တို့ကိုမေးလို့ရပါတယ်ပေါ့နော်ကျွန်တော်ပြောထားပြီးတော့နောက်ပိုင်းကျွန်တော်ကမသိရဘူးများတယ်ဆိုလို့ရှိရင်ကျွန်တော် Gmail အကောင့်ပေါ့နော်အလွယ်ဆုံးနဲ့အရိုးရှင်းဆုံးဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်ပြပေးတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီညမှာကိုထည့်နေတဲ့ Gmail ကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပေးလိုက်ပါနော်โอเคเนาะဒီမှာကျွန်တော်တို့ထည့်ချင်တဲ့ Gmail ကိုထည့်ပြီးဆိုလို့ရှိရင်เนาะဒီညမှာကျွန်တော်က
ဒီ Facebook အကောင့်ပေါ့နော်ဒီအကောင့်ဖြစ်ပါတယ်ပေါ့နော်ဒီအကောင့်ကိုကျွန်တော်ဒီမှာဝင်ပေးလိုက်ပါနော်ပြီးတော့အောက်ဆုံးမှာတွေ့ပါလိမ့်မယ်နော်ဒီ next ဆိုတဲ့ချက်တွန်းသားပေးလိုက်ပါအဲ့တော့ခုနကကျွန်တော်ထည့်ခဲ့တဲ့ Gmail တဲ့ကိုကုတ်နံပါတ်သူကပို့လာမှာဖြစ်ပါတယ်ကုတ်နံပါတ်သွားပြီးတော့မှယူပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအဲ့ Gmail ကိုကျော်ချက်သွားပေးလိုက်မယ်နော်အဲ့တော့အမှကျွန်တော်ရှိတဲ့ Gmail ကိုဒီမှာကျွန်တော်ကဆိုကြတော့ Gmail ကိုကျွန်တော်ကcopy ယူလို့ရပါတယ်ပေါ့နော်ဆိုကြတော့ copy ယူလို့မရအောင်နော်ကျွန်တော် copy ယူထည့်ပြီးတော့တွားကြည့်ပါမယ်နော် copy ယူပြီးတော့မှဒီမှာလာထည့်မယ်နော် okay copy ထည့်လို့ရပါတယ်ပေါ့နော်ပြီးတော့ next ဆက်သွားပြလိုက်ပါโอเคเนาะဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်က close ချက်နေပေးလိုက်ပါเนาะဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်က Gmail ကျွန်တော်ဒီဖုန်းနံပါတ်အပြင်ပေါ့เนาะ Gmail ကိုလည်းကျွန်တော်ထည့်ပြီးဖြစ်ပါတယ်ပေါ့เนาะအတည်ပြုပြီးဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ကျွန်တော်တခုခု Facebook ကောက်ပြန်ပြီး login ပြန်ဝင်မှာဆိုလို့ရှိရင်လည်းကျွန်တော်ကpassword တွေပါတည်တယ်ဆိုလို့ရှိရင်เนาะဒီညမှာဖြတ်လို့ရတာပေါ့เนาะဒီဖုန်းနံပါတ်ကိုဖြတ်ပြီးတော့မှ Gmail ကိုကျွန်တော်ထားလို့ရတာပေါ့เนาะ okay ဒီ Gmail ကိုကျွန်တော်မသုံးချင်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ပြန်ပြီးတော့မှဒီ Gmail ကိုပြန်ဖြတ်လို့ရပါတယ်ပေါ့เนาะအဲ့တော့ဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောတာပေါ့เนาะအဲ့တော့ဒီကောက်ဖွင့်ရတဲ့ password ကိုသိဖို့လိုပါတယ်မသိရင်တော့ကျွန်တော်တို့ကပြန်ဖြတ်လို့မရပါဘူးပေါ့เนาะဒါကတော့ Gmail ကောက်ကိုဖုန်းနံပါတ်အပြင်ပေါ့เนาะဖုန်းနံပါတ်ကိုနေရာမှာ Gmail ထည့်တဲ့အကြောင်းကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့တကယ်ရင်အားလုံးပေါ့เนาะကိုယ့်ရဲ့ Facebook ကောက်ကိုဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့အကောင့်ကိုเนาะ Gmail ပြောင်းရဆိုလို့ရှိရင်တော့ဒီနည်းနဲ့တိုင်းတကယ်ရင်ပြောင်းပြီးတော့မှသုံးလို့ရတဲ့အကြောင်းပေါ့เนาะတကယ်ကိုပြန်ကြရပဲဖြစ်ပါတယ်ပေါ့เนาะ